da ta gu gu da da we da ya da 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 ya da we da ta gu gu da da we da ya da 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 ya da ta da di gu gu di ta da gu da gu bu bu gu da gu we nga bo ma malu mong tha ai ta bwa thu nga i yan tu hu de mya do di tha we zwa yet do ta lin zwa ta lin ku pye se gong ta di ku nga ma kaung ta pyin chan gong do tu ro di ta mi mi a lo lo ta jan si pyat do a phyinဝေပြောက်စေကုန်သည်ဒါငါဣစေရဏကြောင့်ယတအချံအယံအကျော်သောတို့သည်ဓာပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်7ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်7ပါးတို့၏တကူတော်ကြောင့်သာပြေပြောက်စေကုန်တည်းသာဆက်စုပ်ဝဲသောသူတို့အား၎င်းသာအမျက်မာနဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနမန်တက်တော်သူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေးရှိသောဓာသူတော်ခေါင်းတို့နှင့်သာလည်းကုဖြစ်လေရာရာတန္တရာဘဝအဆက်ဆက်၌ကိုတွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအကုသိုလ်စရိုက်ပွားများသူတို့နှင့်ကုဖြစ်လေရာရာဘဝတန္တရာအဆက်ဆက်၌ဓာအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်းအာနာစအလွန်ပြင်းထန်သောဂါရတော်ကြီးဖြစ်သဖြင့်အတိတ်ဘဝတွေတုန်းကမိမိတို့ပြုခဲ့ဘူးသောဒါနပါရမီကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်ပြီးယံသူအပေါင်းကိုအောင်မြင်စေပါတယ်မိမိအပေါ်မကောင်းကြံသူမတရားအနိုင်ကျင့်သူလူများဆရာဆိုးများနတ်ဆိုးနတ်ရုပ်မာများကိုတံပြန်ဓံပြန်ထိခိုက်စေသောဂါထာဖြစ်တဲ့အတွက်ကြောင့်အောင်မြင်ကြော်ကြားကကြီးမြင့်လာသူတော်တော်များများရဲ့နောက်ကွယ်မှာအတိတ်ကအကျိုးပေးတွေအပြင်ပုံမှန်လက်ဆွဲထားရွတ်ဆိုလေးရှိတဲ့ဂါထာတော်မြတ်တွေရဲ့အကျိုးပေးတွေပါဝင်နေပါတယ်အလုံးဘေးရန်ခတ်သိမ်းကင်းငြိမ်းချမ်းသာကြပါစေ